တီတကူတို့ဝီရသူတို့ကလည်း ICJ မှာနော်တပ်တွေဖြစ်ကိုတင်သွင်းခံရတယ်သူရဲ့အပေါင်းပါတွေပေါ့နော်ပြောရမယ်ဆိုတော့ဒီဝရရဲ့အပေါင်းပါတွေကတော့အားလုံးမျက်နှာပြောင်တိုက်ပြီးတော့ကိုရှုံးနေတာပေါ့နော်မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ပြောရရင်တော့တော်တော်လေးကိုရှက်ဖို့ကောင်းပါတယ်ဒီဒေါ်လာတွေဘယ်လောက်တောင်မှပေးထားလဲသူ့ရဲ့နောက်မှာဘယ်သူတွေကထောက်ပံ့ပေးနေလဲဆိုတာကတော့စဉ်းစားစရာပဲပေါ့နော်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဖေဖော်ဝါရီလ16ရက်နေ့ဖြစ်ပါတယ်ဒီနေ့မှာတော့မပြောမဖြစ်ပြောရမယ့်သတင်းနှစ်ပုဒ်ကိုပြောသွားပါမယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ Work for Peace ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို register မလုပ်စည်ရေးမသွင်းမဲနဲ့ဝင်ရောက်လမ်းလျှောက်ခဲ့တဲ့အတွက်ကြောင့်တဘာဝတရားရိပ်သာဆရာတော်မောင်းထုတ်ခံရတယ်ဆိုတဲ့သတင်းမှာအမေရိကန်ပြည်ထောင်စုမှာပြုလုပ်ပြီးစီးခဲ့တဲ့ Work for Peace ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲရဲ့108ရက်မြောက်နေ့မှာတဘာဝတရားရိပ်သာဆရာတော်ရှင်ဥဒ္ဓမတာရကကြိုတင်ခွင့်ပြုချက်မတင်ဘဲနဲ့လမ်းဝင်လျှောက်ခဲ့တဲ့အတွက်ကြောင့်မောင်းထုတ်ခံခဲ့ရတယ်လို့သိရပါတယ်။ဆိုပါငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ108ရက်မြောက်နေ့မှာဝါရှင်တန် DC မြို့အတွင်းဦးဆောင်ဆရာတော်များဖြစ်ကြတဲ့ဗုဒ္ဓဘာသာယဟန်19ပါးနဲ့အမေရိကန်ပြည်သူများဝန်းရံကကြွရှိနေစဉ်မှာရှင်ဥဒ္ဓမတာရကစေတနာဝန်ထမ်းတဦးကိုအတိပေးပြီးတော့လမ်းလျှောက်ဖွဲ့အတွင်းကိုဝင်ရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းလမ်းလျှောက်ဝင်ရောက်ပြီးတဲ့နောက်ပိုင်းမှာ9မိနစ်အကြာမှာတာဝန်ရှိသူတွေကရှင်ဥဒ္ဓမတာရကိုဖွဲ့တွင်းကနေမောင်းထုတ်ခဲ့တာကို Work for Peace ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုလိုက်တွေမှာလည်းတွေ့ရှိခဲ့ရပါတယ်။လုံခြုံရေးရကြိုတင်ခွင့်ပြုချက်တင်ပြီးမှဝင်လျှောက်လို့ရပါတယ်။မိသည့်တန်ခါဒီလားရှင်မဆိုပါဝင်လို့ရတယ်ဆိုပေမဲ့လည်းစည်ရင်းတင်သွင်းရပါတယ်။အခုကစည်ရင်းမတင်မဲနဲ့ဝင်တဲ့အတွက်ကြောင့်လုံခြုံရေးရပါဝင်ခွင့်မရဘူးလို့လည်းတွေ့ရပါတယ်။ရှင်ဥဒ္ဓမတာရကတက်ဆက်ပြည်နယ်ကနေစတင်ခဲ့တဲ့ Work for Peace ခီးစဉ်ရဲ့သုံးသက်ဖြစ်တဲ့ဝါရှင်တန် DC မြို့ကိုရောက်ရှိချိန်မှသာပါဝင်ဖို့အတွက်စ조사ခဲ့ခြင်းဖြစ်ပြီးတော့မြန်မာပြည်သူတွေဗုဒ္ဓဘာသာဝင်တွေတော်တော်များများကလည်းအဲ့ဒီသူ့ရဲ့လုပ်ရအပေါ်မှာလည်းလူမှုကွန်ရက်မှာဝေဖန်လောင်ပြောင်နေတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ဒီဖုန်းကြီးကတော်တော်မျက်နှာပြောင်တိုက်တယ်လို့နော်ပါခြင်းဟိုးအစကတည်းကတက်ဆက်ကစထွက်ကလေးကပါပေါ့လို့နော်အခုကဝါရှင်တန် DC ရောက်မှရုပ်တည်ကြီးနဲ့ဝင်ပြီးတော့နှမ်းဝင်ဖြူးတယ်လို့တော်တော်နှမ်းဖြူကောင်းတဲ့ဖုန်းကြီးဆိုပြီးတော့ဝေဖန်နေတဲ့အချက်လက်တွေလည်းတွေ့ရှိရတာဖြစ်ပါတယ်ရှင်ဥဒ္ဓမတာရကအာဏာသိမ်းစစ်ကောင်စီကိုကြောင်ကြထောက်ခံသူအဖြစ်လူသိများပြီးတော့ပြီးခဲ့တဲ့2023ခုနှစ်အတွင်းကလည်း NLD ပါတီရဲ့နာယကဦးတင်ဦးကိုတွားရောက်တွေ့ဆုံပြီးတော့ဒေါ်စန်းစုကြည်ကိုနိုင်ငံရေးကနေနားယူဖို့အတွက်တိုက်တွန်းခဲ့တဲ့လုပ်ရကြောင်းလည်းပြည်သူတွေရဲ့ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရတာဖြစ်ပါတယ်အာဏာသိမ်းစစ်ကောင်ဆောင်ရဲ့မတရားမှုတွေကိုတရားမချဘဲနဲ့ဖမ်းဆီးခံထားရတဲ့လူထုခေါင်းဆောင်အပေါ်မှာအပြစ်ရှာခဲ့တဲ့အတွက်ကြောင့်ရန်ကုန်မြို့မှာရှိတဲ့မြို့နယ်အချို့မှာတဘာဝရိပ်သာတရားကိုတော့မှစိုးမလောင်းတော့ဘဲနဲ့တပိတ်မှောက်တဲ့အထီကိုဖြစ်ခဲ့ကြတာပါစစ်တပ်ကပြည်သူတွေကိုဂျမ်းမတ်တပ်ပြတ်ချင်းနဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးခြင်းတွေပြုလုပ်နေတဲ့အချိန်မှာလဲရှင်ဥဒ္ဓမတာရကစစ်တပ်ရဲ့လုပ်ရက်တွေကိုဝေဖန်ခြင်းမရှိဘဲနဲ့မြန်မာပြည်သူတွေကဝတ်ကြီးရှိတဲ့အတွက်ကြောင့်ယခုဘဝမှာခံစားနေရခြင်းဖြစ်တယ်ဆိုတဲ့ပါတဲ့စာသားတွေနော်လက်ကမ်းစာတောင်တွေကိုမျှဝေခဲ့တာဖြစ်ပါတယ်ထို့ကဲ့သို့ပြည်သူစံနာနဲ့စန့်ကျင်တဲ့လုပ်ရက်တွေကြောင့်နော်ရှင်ဥဒ္ဓမတာရအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုကိုရောက်နေတဲ့အချိန်မှာလဲအမေရိကန်ရောက်မြန်မာတွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကိုခံစားခဲ့ရပါတယ်ဒီတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့နော်အရင်ဆုံးပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံသားတယောက်ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့တော့ချက်မိပါတယ်။ဘာကြောင့်လဲဆိုတော့ဂျပန်များစွာနော်ဓာတ်နဲ့ချီပြီးတော့လမ်းလျှောက်ခဲ့ကြတယ်။မိုင်ပေါင်းများစွာပင်ပန်းခံပြီးတော့ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကနော်ဘာသာရေးခေါင်းဆောင်တဦးအနေနဲ့ငြိမ်းချမ်းရေးကိုအတွင်အော်နေခဲ့တယ်အာနာရှင်ရဲ့နှိပ်စက်မှုကိုကြတော့လက်လူရှုထားပြီးတော့ပြည်သူတွေမှာဝေကျွေးရှိတယ်ဆိုပြီးတော့အော်နေခဲ့တဲ့လူတယောက်ကလမ်းလျှောက်တဲ့ချိန်တုန်းကတော့မပါဘဲနဲ့ပန်းဝင်ကန်ကြီးကြမှာဘုံကြီးတဦးအနေနဲ့ပေါ့နော်မြန်မာနိုင်ငံမှာရှိတဲ့ပုံစံတိုင်းပေါ့နော်ဒီသင်္ကန်းရှိရင်ပါဝါရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ volunteer တွေကိုလက်ပြပြီးတော့မှသူကရုပ်တည်ကြီးနဲ့ဝင်ရောက်ခဲ့တာပေါ့ဒါပေမဲ့လည်းနော်လမ်းလျှောက်တဲ့အချိန်မှာလည်း register ချိုးမလုပ်ထားတဲ့အတွက်ကြောင့်လည်းသူ့ကိုလျှောက်ခွင့်မပေးဘူးလုံခြုံရေးရပေါင်းမဝင်ဘူးပေါ့နော်ရှင်းပြောရင်မောင်းထုတ်ခံခဲ့ရတယ်ဆိုတဲ့အနေအထားကိုမြင်တွေ့ရတာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ပြောရရင်တော့တော်တော်လေးကိုရှက်ဖို့ကောင်းပါတယ်နော်သူတို့တွေဒီအချမ်းဘက်စစ်တပ်ရဲ့နော်လက်ဝေခံတွေဖြစ်တယ်ဒီတန်ဃာတွေပေါ့နော်ဒီစစ်တပ်ရဲ့ခိုင်းသမျှကိုလုံနေတဲ့တန်ဃာတွေကအမြဲတမ်းကိုနေရာဝင်ဖို့စူးစမ်းကြတယ်ပေါ့နော်အခုဆိုလဲအမေရိကန်နိုင်ငံမှာအခုလိုမျိုးဓာတ်ဖြတ်ပြီးတော့ဝင်ရောက်လမ်းလျှောက်တာကအကြောင်းမဲ့တော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဒီလိုမျိုး Work for Peace လုပ်မယ်နော် Work for Peace လုပ်တဲ့လမ်းကြောင်းမှာဝင်ရောက်ပြီးတော့သူသာလမ်းဝင်လျှောက်ခွင့်ရခဲ့တယ်ပဲထားပါတော့နော်ပန်းဝင်တဲ့အထိကိုလမ်းဝင်လျှောက်ခွင့်ရခဲ့တယ်ဆိုရင်
ဘယ်သူဘက်ကရက်တည်ပြီးတော့ဘယ်လိုမျိုးစကားတွေပြောမလဲဆိုတာကတော့ဆက်ပြီးတော့စဉ်းစားပေါ့နော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုရင်လည်းစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်အဲ့ဒီထဲမှာလည်းသူ့ရဲ့ဒီစိတ်ဓာတ်တွေဖုံးကြီးချောင်းတွေထိခိုက်ဆုံးရှုံးခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူကအဲ့ဒီပုံမှာတော့အတန်မထွက်ဘဲနဲ့ဒေါန်ဆန်းစုကြည်ကိုပဲနိုင်ငံရေးကနေအနားယူဖို့နော် NLD ကိုပဲနိုင်ငံရေးကနေထွက်ဖို့ဆိုတဲ့ပုံစံမျိုးတွေပြောခဲ့တာပေါ့နော်အဲ့တော့သူ့ရဲ့နောက်မှာလည်းစစ်တပ်ရှိနေတယ်ဆိုတာကတော့လုံးဝမလွဲမသွေပဲပေါ့နော်သူကတော့သတင်းစာရှင်းလင်းပွဲပုံစံမျိုးမလုပ်ခဲ့ဘူးဒါပေမဲ့အင်တာဗျူးတော့လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီအင်တာဗျူးထဲမှာဆိုရင်လည်းစစ်တပ်ကပြောခိုင်းလို့ပြောတာမဟုတ်ပါဘူးဆိုပြီးတော့ပြောတယ်ဒါပေမဲ့လည်းအခုချိန်နေမှာဆိုရင်အမေရိကန်နိုင်ငံမှာ green card တောင်မှကင်ထားတယ်လို့လည်းသိရပါတယ်နော်အမေရိကန်မှာရောက်နေတဲ့မြန်မာတွေအနေနဲ့ဒီ green card ရဖို့ဆိုတာကမလွယ်ဘူးပေါ့နော်အဲ့လိုနေထားမှာသူကတော့မနေ့တနေ့ကမှရောက်ပြီးတော့ချက်ချင်းကို green card ကင်တယ်နော်ဒီရရှိသွားတယ်ပေါ့အဲ့တော့ဒီဒေါ်လာတွေဘယ်လောက်တောင်မှပေးထားလဲသူ့ရဲ့နောက်မှာဘယ်သူတွေကထောက်ပံ့ပေးနေလဲဆိုတာကတော့စဉ်းစားစရာပဲပေါ့နော်အခုလိုမျိုးလွတ်လွတ်လပ်လပ်သွားလာခွင့်ရှိနေတာကနော်တန်ခါဆိုတဲ့ဟာထက်ကိုကျမ်းပတ်စစ်တပ်နဲ့ပူးပေါင်းနေတဲ့အတွက်ကြောင့်အခုလိုမျိုးသွားလာနိုင်တာဖြစ်ပါတယ်နောက်ပြီးတော့သူ့မှာလည်းအများကြီးတော့ပေါ့နော်တခြားသောနိုင်ငံတွေမှာလည်းသူ့ရဲ့ဘုံကြီးကျောင်းတွေစိတ်ဓာတ်တွေလည်းရှိပါတယ်အခုထိုင်းနိုင်ငံမှာလည်းရှိတယ်ဗီယက်နမ်မှာလည်းရှိတယ်လာအိုမှာလည်းရှိတယ်နော်မလေးရှားစင်ကာပူအကုန်ပေါ့နော်တော်တော်များများဒီအာဆီယံပတ်ဝန်းကျင်ပေါ့နော်ထိုင်ဝမ်မှာလည်းရှိတယ်လို့ကြားရပါတယ်အဲ့တော့ဒီဘုန်းကြီးကိုနော်ဒီတန်ခါကိုလည်းတခြားသောဒီတန်ခါဝင်တွေဖြစ်ကြတဲ့ဘုန်းကြီးတွေကလည်းဝေဖန်မှုတွေဆရာတော်တွေကလည်းဝေဖန်မှုတွေရှိနေတာပေါ့နော်သူ့ကိုဒီစီးပွားရေးဆရာတော်နော်အကြမ်းဖက်စစ်တပ်နဲ့ပေါင်းနေတဲ့ဆရာတော်ဆိုပြီးတော့လည်းဝေဖန်မှုတွေရှိပါတယ်အဲ့တော့ဒီလောက်ရက်နဲ့ပတ်သက်ပြီးတော့လည်းနော်ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ရှက်ဖို့ကောင်းတယ်ဆိုတာကိုလည်းပြောချင်တယ်ပြီးတော့သူ့ရဲ့လောက်ရက်နောက်မှာလည်းအကြမ်းဖက်စစ်တပ်အများအားရှိနေတယ်နော်အကြမ်းဖက်စစ်တပ်အတွက်ပဲဝင်ရောက်ပြီးတော့မျက်နှာယူပေးတာလားတော့မပြောတတ်ပါဘူးအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြပါမယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တီမောတန်ယုံရဲ့ယာယီတာဝန်ခံကိုအကြမ်းဖက်စစ်တပ်ကနှင်ထုတ်နေတယ်ဆိုတဲ့သတင်းမှာရန်ကုန်မြို့မှာရှိတဲ့တီမောနိုင်ငံရဲ့တန်ယုံယာယီတာဝန်ခံကိုဖေဖော်ဝါရီလ20ရက်နေ့မတိုင်ခင်မှာမြန်မာနိုင်ငံကနေအပြီးပိုင်ထွက်ခွာဖို့အတွက်အကြောင်းကြားခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံနိုင်ငံသားရေးဝန်ကြီးဌာနကဖေဖော်ဝါရီ15ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်နိုင်ငံကြားအစိုးရတွေကြားထဲမှာဆက်ဆံရေးကောင်းမွန်မှုရှိတော့လဲတီမောလက်စတေသမ္မတနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုမကြာခဏဝင်ရောက်ဆွတ်ဖက်နေတဲ့အတွက်ကြောင့်ဆိုပြီးတော့ဂျမ်ဘတ်စစ်တပ်ကပြောပါတယ်တီမောတန်ယုံယာယီတာဝန်ခံကိုစစ်ကော်မရှင်ရဲ့လက်အောက်ခံနိုင်ငံသားရေးဝန်ကြီးဌာနကဖေဖော်ဝါရီ23ရက်နေ့ကနေဆင့်ခေါ်ပြီးတော့နိုင်ငံကနေထွက်ခွာဖို့အတွက်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံပေါ်ထားရှိတဲ့တီမောရဲ့ရည်တည်ချက်သဘောထားတွေကတော့ပြောင်းလဲခြင်းမရှိသေးပါကပုံမပြင်းထန်တဲ့အစီရင်တွေထပ်မံချမှတ်ဆောင်ရွက်သွားမယ်ဖြစ်ကြောင်းကိုလည်းအသိပေးပြောကြားခဲ့ပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီ14ရက်နေ့ကတီမောနိုင်ငံဒီလီမြို့မှာရှိတဲ့သမ္မတနန်းတော်မှာလည်းချင်းလူအခွင့်အရေးအဖွဲ့ CHRO နဲ့တီမောသမ္မတဟိုဆေးဘာမိုဟော်တာတို့တွေ့ပြီးတဲ့နောက်ပိုင်းမှာချမ်ဘတ်စစ်တပ်နဲ့တီမောတို့ကြားထဲမှာဆက်ဆံရေးပို့ပြီးတော့တင်းမာလာခဲ့တာဖြစ်ပါတယ် CHRO ဦးဆောင်ပြီးဇန်နဝါရီ12ရက်နေ့ကတီမောနိုင်ငံပြည်သူ့အစိုးရရှေ့နေရုံးမှာချမ်ဘတ်စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်မှာကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုအရေးယူပေးဖို့အတွက်တိုင်ကြားစာမှာလည်းတင်သွင်းခဲ့ပါတယ်ဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ချမ်ဘတ်စစ်တပ်ရဲ့နိုင်ငံသားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ဇန်နဝါရီ16ရက်နေ့ကတီမောတန်ယုံယာယီတာဝန်ခံကိုဆင့်ခေါ်ပြီးတော့ထိုတွေ့ဆုံမှုကိုကန့်ကွက်ရှုံချကြောင်းနဲ့ဖြည့်ရှင်းချက်တရက်ပေးဖို့အတွက်ကိုတောင်းဆိုခဲ့ပြီးတော့သတိထောက်လွှာပေးခြင်းကိုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဖိလစ်ပိုင်နိုင်ငံစီဘူးမြို့မှာကျင်းပတဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများ၏တည်တံ့အစည်းအဝေးကာလအတွင်းဇန်နဝါရီ29ရက်နေ့တွင်လည်းစစ်ကော်မရှင်ဘက်ကတီမောနိုင်ငံသားရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့တွေ့ဆုံမှာဖြည့်ရှင်းချက်ပေးရန်တောင်းဆိုခဲ့ပြီးတော့တီမောဝန်ကြီးဘက်ကတပတ်အတွင်းပေးရန်ကတိပြုခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကထုတ်ပြန်ထားခဲ့ပါတယ်။ဖြည့်ရှင်းချက်ကိုစောင့်ဆိုင်းနေသည့်ကာလအတွင်းမှာတီမောလက်စတေအစိုးရကချင်းလူအဖွဲ့အခွင့်အရေးအဖွဲ့နဲ့တရားစွဲဆိုမှုကိုလက်ခံပြီးတော့အမှုကိုလေ့လာကြည့်ရှုဖို့အတွက်ဝါရင်ရှိနေတအူးကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်းဖော်ပြပါရှိတဲ့သတင်းတွေကိုစိတ်ပြတ်ဖွယ်ရာတွေ့ရှိကြတယ်လို့လည်းပြောခဲ့ပါတယ်။တီမောသမ္မတရဲ့ပြုမှုဆောင်ရွက်ချက်များနဲ့ချင်းကပ်မှုပုံစံများသည့်အာဆီယံပြည်ညင်ပါအခြေခံမူများကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်တယ်လို့လည်းဂျမ်ဘတ်စစ်တပ်ဘက်ကပြောဆိုဆွဆွဲထားပါတယ်။တီမောဆိုရကပြည်တွင်းမဆွတ်ဖက်ရေးအပါအဝင်အာဆီယံပြည်ညင်ပါအခြေခံမူများကိုလိုက်နာမည်ဖြစ်ကြောင်းကတိပြုခဲ့၍တီမောနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ရေးစစ်ကော်မရှင်အနေနဲ့အာဆီယံရဲ့တူညီဆန္ဒကိုလိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်းစစ်ကော်မရှင်ကထည့်သွင်းပြောကြားထားပါတယ်။စစ်တပ်ဘက်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတီမောနိုင်ငံကမြို့သားညီညွတ်ရေးအစိုးရ NUG နဲ့လည်းနှီးကပ်တဲ့ဆက်ဆံရေးတွေ့ရှိခဲ့တဲ့
နိုင်ငံဖြစ်ပါတယ်တီမောနိုင်ငံအနေနဲ့2023ခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့တီမောဆိုရတဲ့ကျန်းစာတင်ဆိုပွဲကို NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စေမောင်အောင်ကိုတရားဝင်ဖိတ်ကြားခဲ့မှုအပါအဝင် NUG နဲ့ထိတွေ့ဆက်ဆံခဲ့တဲ့အတွက်ကြောင့်စစ်ကော်မရှင်ကတီမောယာယီတန်ယုံတာဝန်ခံကိုနိုင်ငံကနေနှင်ထုတ်ခဲ့ဖူးပါတယ်အဲ့ဒီနောက်ပိုင်းမှာတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပြုဖို့အကြမ်းဖက်စစ်တပ်ဘက်ကကန့်ကွက်ပြောဆိုခဲ့တဲ့နောက်ပိုင်းမှာ2025ခုနှစ်ဇူလိုင်လကစပြီးတော့စစ်ကော်မရှင်နဲ့တီမောနိုင်ငံကြားမှာထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့ပြီးတော့လက်ရှိမှာထပ်မံနှင်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့အကြမ်းဖက်စစ်တပ်ဘက်ကတော့မင်းအောင်လှိုင်ကတော့ရဲပူတာနဲ့လိုက်ပြီးတော့ကလေးတယောက်လိုပဲပေါ့နော်သူနဲ့မတည့်ရင်တော့သူ့အိမ်မလာနဲ့နော်ငါရ TV လာမကြည့်နဲ့ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတာပေါ့ပြီးတော့နောက်ပြီးတော့ဒီအာဆီယံကလည်းရှေ့မှာဆက်ပြီးတော့နော်ဒီအကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရားဝင်မှုမရှိဘူးเนาะထောက်ခံခြင်းမရှိဘူးဆိုပြီးတော့လည်းစတိုက်ပြောလာခဲ့တယ်ဒီတစ်ဖက်မှာဆိုရင်လည်းတီမောလက်စတေနိုင်ငံကဒီတရားစွဲဆိုတဲ့အဆင့်အထိကိုခွင့်ပြုထားတယ်เนาะအဲ့တော့ဒီအကြမ်းဖက်စစ်တပ်ကိုတော့မှထွေထွေမှုမရှိဘဲနဲ့ NUG နဲ့ပဲပို့ပြီးတော့မှနင်းနင်းဆက်ဆက်ရှိနေတယ်ပေါ့เนาะအဲ့တော့ပို့ပြီးတော့တင်းတာပေါ့ဒါပေမဲ့လည်းသူ့ရဲ့နောက်မှာတရုတ်ရှိနေတဲ့အတွက်ကြောင့်သူကတော့အာဆီယံကိုတော့မှဂယူးမဆိုင်နိုင်ဘဲနဲ့เนาะအိန္ဒိယနိုင်ငံတွေခြားသောနိုင်ငံတွေကိုတော့မှဂယူးမဆိုင်နိုင်ဘဲနဲ့ကိုပြောင်ပြောင်တင်းတင်းကိုစိတ်ဆိုးနေတာဖြစ်ပါတယ်เนาะတစ်ဖက်မှာလည်းဒီတီတကူတို့ဝီရသူတို့ကလည်း ICJ မှာเนาะတပ်တွေဖြစ်ကိုတင်သွင်းခံရတယ်သူနဲ့သူ့ရဲ့အပေါင်းပါတွေပေါ့เนาะပြောရမယ်ဆိုရင်တော့ဒီဝရရဲ့အပေါင်းပါတွေကတော့အားလုံးမျက်နှာပြောင်တိုက်ပြီးတော့ကိုရှုံးနေတာပေါ့เนาะကမ္ဘာလဲမှာကိုမျက်နှာตาမရဘူးเนาะအခုလဲဒီသူနဲ့သူ့ရဲ့အပေါင်းပါသူ့ရဲ့လက်ဝေခံဖြစ်တဲ့ရှင်ဥဒ္ဓမသာရကလည်းအမေရိကန်နိုင်ငံမှာကိုထပ်ပြီးတော့အဆက်ကွဲတယ်เนาะတိုင်းပြည်ကိုလည်းအဆက်ခွဲတဲ့ပုံစံမျိုးဖြစ်တယ်เนาะတန်းစီဆိုတဲ့အားကိုလည်းနားမလည်ဘူးနဲ့ထင်ပါတယ်အဲ့တော့ကြားဖြတ်ပြီးတော့ဝင်ရောက်ပြီးတော့လမ်းလျှောက်ခဲ့တဲ့အကြောင်းအဆက်ကွဲခဲ့တယ်ပေါ့နော်ဒီတော့ဂျမ်မတ်စစ်တပ်ကကမ္ဘာအလဲမှာလည်းတော်တော်လေးကိုနာမည်ပြတ်နေပြီเนาะကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကလည်းစီးလုံးမှုတွေပို့ပြီးတော့လှုပ်ဆောင်လာပြီးတော့နေ့စဉ်နဲ့အမျှကိုဒီခေတ်အနာရှင်ပြုတ်ကျဖို့တော့ကိုဆက်ပြီးတော့စူးစမ်းနေတာဖြစ်ပါတယ်အဲ့တော့ထပ်ပြီးတော့လည်းဂျမ်မတ်စစ်တပ်ကိုနှိမ်နှင်းတဲ့နေရာမှာပို့ပြီးတော့အောင်ပွဲတွေအများကြီးရလာအောင်မယ်เนาะအောင်ပွဲတွေကိုဆက်ပြီးတော့နားဆင်အောင်မယ်လို့ပဲပြောရင်းနဲ့ဒီနေ့ဗီဒီယိုကိုဒီမှာပဲဆုံးသက်ချင်ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါ